ကျွန်တော်တို့ဒီချင်းလေးနဲ့ပတ်သက်ပြီးတော့အားကြောင့်ကျွန်တော်ဒီတစ်ချင်းလေးရေးရတဲ့ရေတက်ကဗျာဟိုလူတွေကြားထဲမှာဖြစ်နေတဲ့ဖြစ်ရမှန်နေတယ်ပြီးတော့ကျွန်တော်တို့လူတွေရဲ့ခံစားချက်မှန်တွေပေါ့နော်ကျွန်တော်ဖော်ပြခြင်းတွေပဲဒီတစ်ချင်းရေးခဲ့ခြင်းဖြစ်ပါတယ်ပြီးတော့ဒီလိုမျိုးတစ်ချင်းတွေကိုလည်းကျွန်တော်ဆက်လက်ပြီးတော့မှပရိသတ်တွေကိုချပြနိုင်မယ်ကြိုးစားနေပါတယ်ကျွန်တော်တို့ဒီချင်းလေးနဲ့ပတ်သက်ပြီးတော့အားကြောင့်ကျွန်တော်ဒီတစ်ချင်းလေးရေးရတဲ့ရေတက်ကဗျာဟိုလူတွေကြားထဲမှာဖြစ်နေတဲ့ဖြစ်ရမှန်နေတယ်ပြီးတော့ကျွန်တော်တို့လူတွေရဲ့ခံစား